你刚巧一出标了呢，刚我穿呀，妈写了，把不用长了的。穿呀，原来刚小别的新年嘛，上面做穿呀都看过呢。你有钱的刚小的呢，不懂了。啊，既然这样，我刚说差不多没。要开张了，进来的。好，你来没？好。ဒီကပေါ်တော့ခေါ်ဟိစီယိုပတ်ဝန်းကျင်မှာရှေ့ရောနောက်ကောအောက်ရှေ့ရောမဟုတ်မြောက်ဘက်ကအတော်အလက်အိမ်အနောက်ဘက်ကအတော်အကြီးအိမ်နောက်ဘက်ရဲ့တောင်ဘက်ကအတော်မဲ့အိမ်တောင်ဝင်းလုံးမှာမိသားစုအိမ်ပေါ့နော်၄အိမ်ရှိတယ်ဒါတော့ကောင်းချော်ပြီးတော့ဒီမှာတော့နော်ပြီးတော့ခါကြမပြညာတော့ပဲပေါ့နောက်ရကြလို့ရှိရင်လေစုရဒီမေးရလေဒီအမာရွတ်လေအမာရွတ်ကဘာကြောင့်ဖြစ်တာလဲဆိုတာကိုလေလာပြီးတော့ကြောက်ပြင်မယ်ဒီလားစုလောက်ကမြင်းတဲ့သူလေယောက်ျားလေးထဲမှာတော့ရှိမယ်မထင်ဘူးဒီလားစုနေကြတော့ယောက်ျားလေးလိုပဲနေရဒီလားဝတ်တာစားတာရောပြီးတော့ခါကျတော့အရန်ကမြင်းတာယောက်ျားလေးခါကမြင်းတာတစ်ပင်ပေါ်ဆိုလဲစုရရင်တက်ပြီးသားဟာလာပြန်ကြီးပြီးတော့ပြန်ဆက်နော်ဟာကဲဒါတော့လေအတိုင်းနာရနာလိုင်းတန်ထွက်နေတော့ပေါ့နော်နည်းတော့လိုင်းတန်ပတ်တယ်ဒါကဆူမစကာရာမျက်ခုံးဝဆွဲလေးပေါ့နော်ဆူကမျက်ခုံးဝကိုမဆွဲတတ်တဲ့ထဲမှာထိဆုံးကအဲ့ဒါကိုဘယ်လိုဆွဲလဲဆိုတော့ဒီကောင်ကကြတော့ဒါက ODP ကိုတဲ့ကသူကကြတော့အမွှေးလေးပါတယ်ဘယ်လိုဆွဲရတာဟိုလိုမျိုးတော့တိတ်ပြီးတော့ဘယ်လောက်ဆွဲသူကတော့ဟိုလိုမျိုးပေပွားသွားတာတော့မရှိဘူးပေါ့နော်ဒါမျိုးလေးပဲအဲ့ဒါကိုဆူကအဲ့လိုဆွဲပြီးသွားလို့ရှိရင်လေဟိုဆူကမျက်တောင်ကတိုးတော့ခါကျတော့ဒီ mascara တွေပါလေအဲ့လိုမျိုးတိတ်ဆွဲတဲ့အချင်းတော့မရှိဘူးအဲ့လိုဆိုမျက်တောင်ကတိုးတော့ခါကျဆူနဲ့အဆင်မပြေဘူး mascara ဆွဲရင်ကျတော့မျက်တောင်တွေကတိုးလေးဆိုတော့mascara ဆွဲရင်ကျတော့တိတ်ပြီးတော့မပေါ်ဘူးပေါ့နော်ပြီးတော့ခါကျမျက်ရည်ကလည်းအဲ့လောက်ကြီးမရှိဘူးပေါ့နော်မျက်ရည်ကသေးတယ်ပြီးတော့မျက်ရည်ပါတဲ့အတိုင်းပဲဒီမျက်အိတ်ဖောင်းတော့ခါကျပြတ်သွားတယ်အဲ့တော့ခါကျတော့မျက်ဒီလိုလုပ်လိုက်ရင်ကိုမျက်ရည်ကပျောက်သွားပြီဆိုတော့ခါကျတော့ဒီဟာလုပ်လို့ရှိရင် mascaraก่อนလုံးဝစမပြေဘူးပေါ့နော်အဲ့တော့အဲ့ mascara ကိုသူကဘယ်မှာသုံးတာလဲဆိုတော့ခါကြတော့ဒီမျက်ခုံးမွေးဆွဲတဲ့နေရာမှာသုံးတာ mascara တွေကိုယူပြီးတော့ခါကြဒီလိုမျိုးလေးထူးနေလိုမျိုးလေးလုပ်လိုက်တာပေါ့နော်အဲ့ပြီးတော့အဲ့အမွေးလေးတွေကိုလွတ်လေးဆွဲပေးတာပေါ့နော်ဒါကတော့ဆွဲတဲ့သူလားဆွဲပြတာပေါ့နော်အဲ့လိုလိုက်တာအဲ့ဆိုမျက်ခုံးမွေးလေးကထူလေးနဲ့ပေါ့နော်နီလေးဖြစ်သွားပြီဒီဘက်နဲ့တခြားစီပဲအဲ့ဒါကိုမှသူကနောက်ကအကြောင်းလေးထဲခြင်းအိုင်းလိုက်တာလည်းဝယ်ပြီးမျက်လုံးဆွဲရမို့သူကဒီမျက်ခုံးမွေးအတွက်ပဲဝယ်ရများတယ်အဲ့ဒါကိုဒီတိုင်းလေးပေါ့နော်ဒါကကျတော့သူကင်မရာထဲမှာဆိုတော့တိတ်ပြီးတော့ဆွဲမကောင်းပေါ့နော်ဟုတ်ပါအပြင်မှာဆိုရင်တော့ပူလာတယ်အဲ့မှာစကာလာလေးနဲ့တိုက်ပြီးတော့ဒါအရင်လေးထည့်လိုက်တာပေါ့နော်အဲ့လိုမျိုးလေးမဆွဲတတ်ဘူးဆိုလို့ရှိရင်ပေါ့နော်ဒီလိုလေးဆွဲကြည့်ပါလို့ဖုန်းနဲ့ကျတော့တိတ်ပြီးတော့ဆွဲရတာမမီးဖြစ်နားလေးနဲ့ဆိုပို့စင်ပြရပါတော့အဲ့လိုမျိုးစူးလိုမျိုးညခုံးမွေးမဆွဲတတ်တဲ့မမတွေညီမလေးဆိုလို့ရှိရင်ဒါတက်တလောက်မှတ်တက်လောက်ပေါ့နော်ဒါစူးဆွဲတဲ့နည်းကိုပြပေးရဒီဘက်နဲ့ဒီဘက်မတူတော့တွေ့လားညခုံးမွေးကပါတော့ပါတယ်အုံထူတဲ့ထဲတော့ပါတယ်အရင်နဲ့တဲ့ထဲတော့မပါဘူးပေါ့နော်အဲ့ဒါမှအဲ့လိုမျိုးလေးဆွဲလိုက်တော့နည်းနည်းထူထူနက်နက်လေးဖြစ်သွားပါပေါ့နော်အဲ့ဒါလေးလာပြီးဆွဲပြပေးတာပါ